ကတော့ကျွန်တော်တို့ဒီမစောကင်းတက်မှာပေါ့နော်မစောကင်းတက်မှာရှိတယ်ဘုန်းကြီးเจ้าမှာတွေ့ရတဲ့အနေထားတစ်ခုဖြစ်ပါတယ်ကျွန်တော်ဘာမှတွေ့လို့ရသေးလဲဆိုတော့ဥစ္စာမှာပြင်อะไรသိန်းအိုနဲ့သိန်းအိုမှာရှိတယ်ပြီးတော့ဝုံမဲမှာရှိတယ်ပါလဲဆိုတော့ဒါဆိုရင်ရှေ့ခေတ်ကမွန်အယူအဆတစ်ခုကိုပြဆိုတာလည်းဖြစ်တယ်နောက်ပိုင်းအယူတရားကလည်းဒီလိုပုံစံမျိုးတွေလောက်ကြမျိုးစားတွေเนาะပြီးတော့ဒီမူကြီးမတ်ရတွေเนาะဘယင်ကအစပေါ့လေပြီးတော့ဆရာတော်ကြီးတွေဒါကျွန်တော်တိတ်ဆုံးသွားတယ်ပြန်လုံးလုံးမသွားတဲ့အခါမှာအယိုးပြကိုယူပြီးတော့မှဒီလိုအသွင်တရံမျိုးနဲ့အားလေးရှိကြပါဒါကတော့ဒီကအကြောင်းထိုင်ဆရာတော်ကြီးရဲ့အယိုးပြအိုးဖြစ်မယ်လို့ခံနိုင်ရတယ်ဒါဆိုရင်လည်းအနည်းဆုံးနှစ်ပေါင်းက300အနည်းဆုံး300လောက်ရှိမယ်လို့တော့ခံနိုင်ရပါတယ်ဒါဆိုရင်ဒီရှိခေတ်တုန်းကအယူအဆတစ်ခုကျွန်တော်ဒေတာတွေ့မြင်နိုင်မှာဖြစ်ပါတယ်ဒါလဲဆိုတော့အလေးအမြတ်ပြုတ်တဲ့နေရာမှာပေါ့လေဆိုတော့ရိုးအုတ်ကူမဟုတ်ပဲနဲ့အရင်ဆုံးမီးရှို့လိုက်တယ်ပေါ့နော်ပြီးတဲ့အခါကျတော့မှအယိုးပြောက်ဒီလိုမျိုးထားလေးရှိကြပါကျွန်တော်တို့ဒီတနင်္လာရီဒေတာမှာတွေ့မြင်ရတဲ့အနေအထားတစ်ခုဖြစ်ပါတယ်